အခုအချိန်မှာဒူးနာတဲ့ပြဿနာကအမျိုးသမီးမှာရောအမျိုးသားမှာရောအရန်ကိုတွေ့ရတဲ့ပြဿနာတစ်ခုဖြစ်တယ်အဲ့ဒီမှာမှအမျိုးသမီးတွေမှာအများဆုံးဖြစ်လေရှိတယ်ဘာကြောင့်လဲဆိုတော့အမျိုးသမီးတွေကဒီသွေးဆုံးကင်ပြီးတဲ့နောက်မှာ hormonal changes တွေဖြစ်သွားတဲ့နောက်ပိုင်းမှာဒီအယိုးတွေကအားနည်းလာတယ်နောက် body structure အရာအမျိုးသမီးတွေရဲ့ဒီတင်ပစုံရိုးခေကကားတဲ့အတွက်ကြောင့်မလို့ဒူးပေါ်မှာ pressure ကျတာများတယ်နောက်တစ်ခုကကျတော့အမျိုးသားတွေထက်အမျိုးသမီးတွေမှာဒီဒူးကိုထောက်ပံ့ထားတဲ့ muscle ဒူးကနည်းတဲ့အတွက်ကြောင့်လည်းဖြစ်တယ်။နောက် body weight များတဲ့အတွက်ကြောင့်မလို့အပေါ်ပိုင်း body weight ကိုထိန်းထားတဲ့အတွက်ကြောင့်မလို့ဖြစ်လေရှိတယ်။နောက်တစ်ခုကတော့ကျမအပါအဝင်ပေါ့ကိုဒုက္ခကိုရှာတဲ့အမျိုးသမီးတွေ high heel စီးတဲ့အမျိုးသမီးတွေမှာလည်းဖြစ်လေရှိပါတယ်။ကြားဖြတ်လေးတစ်ခုပြောပြရစေဒီဗီဒီယိုကြည့်နေတဲ့သူကဘယ်မျိုးကလဲဆိုတာ comment မှာလေးရေးပါပေးပါမိုးဆောင်အားပေးနေတဲ့သူတွေကဘယ်မျိုးတွေထိရှိလဲဆိုတာလေးသိချင်လို့ပါ။ကဲဒါကိုဘယ်လိုကောက်ွယ်မလဲဆိုတော့လေ့ကျင့်ခန်းတစ်ခုတည်းလည်းအားကိုးလို့မရပါဘူးဒီဒူးကိုအားဖြစ်ပေးမဲ့အစားအစာတွေဥပမာ omega 3ပါဝင်တဲ့အစားအစာတွေငါးနဲ့အစိအစံတွေနောက်ပြီးတော့ collagen ပြည့်ဝတဲ့အစားအစာဥပမာအယိုးပြုတ်စုပြုတ်ရည်တွေနောက်ဒီ collagen ကိုအားပေးမဲ့ vitamin C ကျွဲဝတဲ့အသီးနှံတွေနောက်တခုကကယ်လ်ဆီယမ်များတဲ့အစားအစာဥပမာနိုနယ်နိုထရက်ပစ္စည်းတွေပဲအမျိုးမျိုးတွေကိုမြာတအောင်စားပေးရမယ်ဗိုက်တာမင် D ရဖို့ကိုမနက်ခင်းနေချင်းနည်းကို10မိနစ်လောက်တော့ခံပေးဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့ဒီဒူးမှာချင်းစီပြန်ပြေးဖို့အတွက်ကရေဓာတ်ကလည်းအရေးကြီးပါတယ်ဒါကြောင့်မလို့ရေကိုလည်းလုံလုံလောက်လောက်လေးတောက်ပေးပါနောက်အရေးကြီးဆုံးတစ်ခုကတော့တကြားတက်များတဲ့အစားအစာတွေကိုရှော့ချပေးပါနာတက်နိုင်နေဆိုရင်တော့တကြားတက်ပါတဲ့အချိုလွန်ခဲ့တဲ့အစားအစာတွေကိုလုံးဝရှောင်ကြည့်ပေးပါအစားတောက်လေးတွေကိုလည်း view site မယ်လေ့ကျင့်ခန်းလေးလည်းပုံမှန်လုပ်သွားမယ်ဆိုရင်ရလန့်ကောင်းကောင်းလေးကိုအမြန်ဆုံးရရှိမှာပါကဲလေ့ကျင့်ခန်းလေးကြည့်လိုက်ရအောင်နော်ပထမဆုံးကျန်းပြပေါ်မှာပဲကတင်းပေါ်မှာဆိုရင်လည်းရပါတယ်နော်ခုံနဲ့ဆိုရင်တော့နည်းနည်းဒီခြေထောက်ဆန့်ဖို့ခက်တော့ကျန်းပြပေါ်မှာဖြစ်ဖြစ်ကတင်းပေါ်မှာဒီလိုခြေထောက်ကလေးဆန့်ပြီးထန်ပေးလိုက်ပါဒီချိန်မှာခြေချောင်းလေးတွေကိုကိုယ့်ဘက်ကော့ထားပေးပါကော့ပြီးမှအားလေးသုံးပြီးမှဒီပေါင်ရယ်ဒူးရယ်စက်တီကမဆယ်လေးတွေကိုဆွဲညှစ်လိုက်မယ်ဆွဲညှစ်လိုက်တဲ့အားကဒီမှာခြေဖနှောက်လေးတွေကကျန်းပြနဲ့ကြွသွားစေရမယ်ဆွဲထားပြီးအခုညှစ်ထားတဲ့အချိန်နဲ့သူညှစ်တာရှော့လိုက်တာနဲ့ခြေဖနှောက်ကအောက်ကျသွားမှာပဲဆွဲထားပြီးဒီလိုလေးညှစ်ထားမယ်10စက္ကန့်ပြီးအသာလေးပြန်ရှော့လိုက်မယ်ပြီးနောက်တစ်ချိန်ဒီမဆယ်လေးတွေကိုညှစ်မယ်ညှစ်ပြီးဆွဲတက်လာမယ်ဆွဲထားညှစ်ထားအားလေးနဲ့အားလေးသုံးညှစ်မယ်ခြေဖနှောက်လေးတွေအပေါ်ကြွနေတာတွေ့ရမယ်ခြေချောင်းလေးတွေကိုကိုယ့်ဖက်ကိုကော့ထား10စက္ကန့်လောက်ပြည့်ပြီဆိုရင်ပြန်လျှော့ချလိုက်မယ်ဒါလေးကဘာကောင်းလဲဆိုရင်ဒီပေါင်နဲ့ခြေတလုံးကျက်သားတွေကအားတန်မာလာပြီးမှဒူးမှာ pressure ကျတာကိုတက်တာဝါစေမယ်နောက်တစ်ခုကတော့ဒူးတစ်ဖက်ကိုကွေးထားမယ်ကဲဒူးကိုနဲ့နိုင်တလောက်ဆွဲကပ်လိုက်မယ်ဒီလောက်နိုင်ဒီလောက်နိုင်ဒီလောက်ဒါပေမဲ့တင်းလေးတော့ဆွဲထားဖို့လိုအပ်တယ်နိုင်ဒီလောက်လေးဆွဲထားပြီးမယ်ပြီးရင်အရှိခြေထောက်လေးကိုဆွဲဆန့်မယ်ပြန်ချမယ်ဖြည်းဖြည်းချင်းမဲ့လုပ်ပေးပါမယ်နော်မြင်ကြီးမလုပ်ပါဘူးနိုင်ဒီလောက်ကိုနိုင်တာထက်နည်းနည်းလေးထပ်ပြီးပို့တွန်းပေးပါဒါလေးကို10ချိန်တက်ရှူသွေးရှူထုတ်ပုံမှန်လေးလုပ်ဖို့မမေ့ပါနဲ့ပြီးသွားရင်နောက်တစ်ဖက်ကိုလည်းအဲ့လိုပါပဲဒီလိုလေးဆွဲကပ်ပေးမယ်ဒီလောက်ပဲနိုင်ဒီလောက်ရတယ်ဒါပေမဲ့တင်းဆွဲထားဖို့တော့အရေးကြီးပါတယ်နော်ဆွဲထားပြီးမှခြေထောက်လေးကိုဆွဲတင်မယ်ပြန်ချမယ်ပထမပိုင်းမှာဒီလောက်ပဲရရင်ဒီလောက်ပဲဆွဲတင်မှာရပါတယ်ပြီးရင်တဖြည်းဖြည်းနဲ့လုပ်ရင်ရသွားမှာပါဒီလောက်ပဲရဆိုလဲဒီလောက်ပဲအဓိကတော့လှုပ်ရှားဖို့ပါပဲဒါလေးကိုလည်း10ချိန်တစ်ဖက်ကို10ချိန်လုပ်ပေးပါနောက်တစ်ခုကတာဝယ်လေးဖြစ်ဒီလောက်သေးလေးကိုလိတ်ထားပေးပါလိတ်ပြီးရင်ကိုယ့်ရဲ့ဒီဒူးကောက်ကိုအောက်ကြားထဲမှာညှက်လိုက်မယ်ညှက်ပြီးရင်ခြေချင်းဝတ်လေးကိုဆွဲကိုက်မယ်နိုင်ရင်ခြေထောက်လေးကိုနည်းနည်းလေးဆွဲမှမနိုင်ရင်ကျန်းပြပေါ်မှာထားပြီးလုပ်လဲရပါတယ်ပြီးရင်တဖြည်းဖြည်းနဲ့ဒါလေးကိုဆွဲကနိုင်တဲ့လောက်လေးဆွဲကတ်လာမယ်ဆွဲကတ်ထားမယ်ဒီလောက်မှဆုံးနေဆိုရင်ဒီလောက်မှမနိုင်ရင်ဒီလောက်မှဆိုလဲဒီလောက်ကိုနိုင်တဲ့လောက်လေးဆွဲကတ်ပြီးအဲ့ဒီမှာ10စက္ကန့်လောက်နေပေးမယ်1 2 3 4 5 6 7 8 9 10ပြန်လျှော့လိုက်မယ်
ပြီးနောက်တစ်ချိန်ခဏလေးနားပြီးရင်ပြန်ဆွဲကပ်လာမယ်ဆွဲထား1 2 3 10စက္ကန့်ပြည့်သွားပြီဆိုရင်ဒါလေးပြန်လျှော့ပေးမယ်ဒါလေးကိုတစ်ဖက်ကို9ချိန်ဒီတစ်ဖက်မှာလည်းအဲ့လိုပဲလုပ်ပေးပါဒီကောက်ကွေးမှာညှက်လိုက်မယ်ဒါလေးကိုနည်းနည်းချစ်ချစ်ကလေးဖြစ်ဖို့တော့လိုပါတယ်နော်ချစ်ချစ်ကလေးလိတ်ထားပေးပါပြီးရင်ချစ်ချစ်ဝတ်လေးကိုင်းမယ်ဆွဲမယ်1 2 3 4 5 6 7 8 9 10ဒါလေးကိုပြန်လျှော့ချလိုက်မယ်ဒါလေးကိုလည်း9ချိန်စီလုပ်ပေးပါနောက်ဆုံးအရေးကြီးဆုံးတစ်ခုဒါလေးကတော့နေ့တိုင်းလေ့ကျင့်ခန်းလုပ်ဖြစ်သည်ဖြစ်စေမလုပ်ဖြစ်ရင်လည်းဒါလေးကိုတော့ပုံမှန်လုပ်ပေးပါလက်ဖွားလေးနဲ့ဒူးလေးကိုဒီမှာတော့ဘောင်းမီရဆွဲမခက်လို့ပါဘောင်းမီလေးသားပေါ်မှာလုံးရင်ပိုကောင်းပါတယ်ဒူးလေးကိုပုတ်မယ်ဒါလေးကဒူးတစ်ဝိုက်မှာတွေးလက်ပတ်မှုကောင်းလာစေဖို့ဒူးကနာတော့လှုပ်ရှားမှုတွေကနှဲသွားတဲ့အတွက်ကြောင့်မလို့တွေးလက်ပတ်မှုကအတွေးရဒီဒူးညောင်ရောက်တာနှဲသွားတယ်ဒါကြောင့်မျိုးဒါလေးပုတ်ပေးမှပူလာတဲ့အထိကို10မိနစ်လောက်ကြာအောင်ပုတ်ပေးပါတွေးလက်ပတ်မှုကောင်းသွားမှာပါဟုတ်ကဲ့ပါအစားအသောက်လေးတွေနဲ့တူတူဒီလေးကျင့်ခန်းလေးတွေကိုပါတွဲပြီးပုံမှန်လေးလုပ်ပေးပါအမြန်ဆုံးသက်သာပြောက်ကင်းသွားပါစေအားလုံးကျန်းမာပျော်ရွှင်ကြပါစေ